ရောင်းဆုံးတက်တွနေနဲ့လောက်စင်ထားလေးထည့်ပြီးရှင်မွေးတက်ပါမယ်ရှင်။ဒါကြောင့်ပြီးရကြောင်းပါနော်။ဒါတော့စနစ်မုံလေးပါ။ခေါက်ဆွဲရတော့ထုတ်ပါ။ဂျုံခေါက်ဆွဲတော်သုံးထားပါတယ်။အဲ့လိုရန်ကောင်းတဲ့ခေါက်ဆွဲတော်လေးရပါလို့ရှင်ဟောရမရကဲ